皆さんこんにちは。အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဖွဲ့လေးကတော့ဒီခိုင်ကော့ scholarship program လေးနဲ့အင်တာဗျူးအောင်လာတဲ့ဖွဲ့လေးပဲဖြစ်ပါတယ်ကျွန်တော်ဒီကန့်ကာလာကလည်းဒီနေ့ပြီးဆုံးပြီပြီးဆုံးပြီအိမ်ပြန်နားကြတော့မယ်အချိန်လေးပဲဖြစ်ပါတယ်အိမ်ပြန်မနားခင်မှာကျွန်တော်ဒီကန့်ကာလာတစ်ချောင်းမှာကျွန်တော်တို့ဒီအမှတ်တရလေးဖြစ်တဲ့အရာလေးကိုဒီဗီဒီယိုလေးနဲ့တက်ဆက်သွားမှာဖြစ်ပါတယ်ခင်ဗျာဒီဆုံးကျွန်တော်ကနေမိတ်ဆက်ပေးပါမယ်ကျွန်တော်နာမည်အောင်ဒီဖြိုးပါကျွန်တော်ကန့်ကာလာတစ်ချောင်းမှာတော့ကျွန်တော်အမှတ်တရတွေအများကြီးရှိတယ်ပေါ့နော်အဲ့ထက်ကမှကျွန်တော်တနေကုန်ပင်ပန်းလာသမျှတွေကိုကျွန်တော်ဒီညနေရောက်တဲ့အခါမှာဆရာနဲ့ဒီတငယ်ချင်းတွေနဲ့အတူတူအုပ်စုဖွဲ့နေတော့ဂီတာတီးတချင်းဆိုလိုက်တာကကျွန်တော်အတွက်ဝက်လက်အများကြီးဖြစ်တဲ့အမှတ်တရလေးတွေမှာအမှတ်တရအဖြစ်ဆုံးအရာလေးတစ်ခုဖြစ်ပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါကျွန်တော်ကတော့နေမျိုးတက်ပါကန့်ကာလာအတွင်းအမှတ်တရတစ်ခုအနေနဲ့ကတော့ကျွန်တော်ကဖွဲ့ခေါင်းဆောင်အနေနဲ့တင်းဝအနေနဲ့ဥဆောင်ဝင်ရတာကလုံးဝမမိနိုင်တဲ့အမှတ်တရလေးတစ်ခုပါခင်ဗျာမင်္ဂလာကျမအနေနဲ့မှာကန့်ကာလာဝင်တဲ့အမှတ်တရအနေနဲ့ဆိုရင်တော့အပြစ်တစ်ခုလုံးမိလို့ရှင်ပေါ့နော်အဲ့ဒီပြစ်တစ်ခုကိုအဖွဲလိုက်ချောရဲလုပ်ပြီးတော့ဆင်ကျင်ပြန်နေပြီးတော့ဆင်ကျင်နေရတဲ့အတွက်သင်ခန်းစာမျိုးလို့ရပြီးတော့အဲ့ဒီသင်ခန်းစာလေးရပဲကျမတို့အတွက်မမေ့နိုင်တဲ့အမှတ်တရတစ်ခုပဲဖြစ်ပါတယ်ရှင်ခဏချာကျမလည်းလာပြောပါကန့်ကလာရဲ့အမှတ်တရအနေနဲ့ကတော့မနက်ခင်းအစောကြီးထားခဲ့ရတာလေမနက်ခင်း6ရဲမှာကိုယ့်ရဲ့တနေ့တာလက်စီရရှိရရင်လည်းခံစားချက်တွေအတွေးမြင်တွေခရရတာတော့တကယ်မမေ့နိုင်တဲ့အမှတ်တရကြီးပါရှင်မင်္ဂလာပါတော့နာမည်ကတော့ပြုစုလည်းဖြစ်ပါတယ်ကန့်ကလာ၄လတည်းကြာသွားပြီဆိုပေမဲ့လည်းတော့တငယ်ချင်းအားလုံးနဲ့ဆရာကြီးဆုံးနဲ့တူအမှတ်တရကောင်းနေအများကြီးကြော်ပြခဲ့ရတယ်နော်ဒါပေမဲ့ကျွန်တော်တို့ဆရာကတော့စပန်စာသင်မျိုးမကပဲနဲ့ကျွန်တော်တို့ရဲ့ဘဝမှာ3လနဲ့ခက်ခဲနေတယ်ဒီလမ်းကောင်းတွေကိုသင်ပေးတယ်တော့စိတ်သက်ကြနေဆရာစိတ်သက်ခွန်အားတွေပေးတယ်အဲ့တော့လည်းဆရာကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ကြွယ်ရောက်ဖို့ကြိုးစားနေနေပါလေအားလုံးကြွယ်ရောက်ပါစေ